Miss Crown recap မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးသွားမယ့်စကားလေးကတော့အိမ်အောင်ရေးစီးပွားရေးနဲ့တရားရေးဆိုင်ရာအချက်လက်တွေပါဝင်တဲ့စကားလေးပဲဖြစ်ပါတယ်။ဒီဇလန်ရဲ့အစမှာတော့အမျိုးသမီးတစ်ယောက်ကအိမ်အပြင်မှာရက်နေတဲ့ဒဇိန်းတစ်ယောက်ကိုလှမ်းကြည့်နေတော့မှပဲတငယ်ချင်းဖြစ်သူစီကဖုန်းဝင်လာပါတယ်။ပါတီကိုအများဆုံးလာဖို့ပြောနေတာဖြစ်ပြီးထို့အမျိုးသမီးကလည်းလာနေပြီဖြစ်ကြောင်းပြန်ပြောနေတော့မှပဲလူတစ်ယောက်ကသူ့ကိုတတ်လိုက်ပါတယ်။တည်ဆုံးသောတဲ့အမျိုးသမီးအကြောင်းကသတင်းဌာနတော်တော်များများအတွက်အထူးကောင်းစဉ်ဖြစ်လာခဲ့ပြီးအခုလိုအမျိုးသမီးတွေတယောက်ပြီးတယောက်တည်ဆုံးနေရတာဟာဂွင်းဆက်လူသက်သမားကြောင့်ဖြစ်နိုင်တယ်လို့ယူဆထားကြပါတယ်။ဒီသတင်းကိုနားထောင်နေတဲ့အမျိုးသမီးကတော့ Jones လို့အမည်ရပါတယ်။တနေ့ကုန်အလုပ်ပင်ပန်းလို့အနားယူဖို့စဉ်းစားလိုက်ပေမဲ့သူ့ရဲ့ခင်ပွန်းဖြစ်သူ Mark ရောက်နေတာကိုသတိထားမိလိုက်ပါတယ်။နှစ်ပတ်လည်နီးမှပြန်ရောက်လာတာမို့လို့ Jones လည်းဒီတစ်ခေါက်နှစ်ပတ်လည်မှာခင်ပွန်းနဲ့အတူဖြတ်တန်းရမှာမို့လို့တော်တော်လေးပျော်နေခဲ့ပါတယ်။ဒါပေမဲ့လည်း Mark ကတော့အလုပ်ပေါ်လာတာမို့လို့နောက်နှစ်မှအချိန်ပိုပေးတော့မယ်ဆိုပြီးပြောလာပါတယ်။ Jones ကတော့ဒါကိုလက်မခံနိုင်ပဲနှစ်ပတ်လည်နေလေတော့သူမကိုအချိန်ပေးဖို့တောင်းဆိုလာပါတယ်။ Mark ကတော့သူတို့နှစ်ယောက်စလုံးဘဝအတွက်အခုလိုအလုပ်စူးစမ်းနေတာဖြစ်ကြောင်းသေချာရှင်းပြပါတယ်။ချမ်းသာဖို့ထက်မေတ္တာတရားကိုသာမျှော်လင့်မိတဲ့ Jones ကတော့ Mark အပေါ်မှာတော်တော်လေးစိတ်ပြတ်သွားခဲ့ပါတယ်။အကြောင်းကလည်းအိမ်တော်ကြီးကာလတစ်လျှောက်လုံးနှစ်ယောက်သားအတူရှိနေရတဲ့အချိန်ကလက်ဆယ်ချောင်းမပြည့်ခဲ့လို့ပဲဖြစ်ပါတယ်။အဲဒါကြောင့် Jones တယောက် Mark ကိုကွာရှင်းပေးဖို့ပြတ်ပြတ်သားသားပဲပြောလိုက်ပါတယ်။ Jones ကဈေးကွက်စီးပွားရေးအကြံပေးရတဲ့အလုပ်ကိုလုပ်ကင်နေရပြီးအလုပ်မှာလည်းထူးချွန်တဲ့အမျိုးသမီးတယောက်ဖြစ်ပါတယ်။လစာလည်းကောင်းအရာရာလည်းသူမအတွက်ပြည့်စုံတဲ့အနေအထားမှာရှိနေပေမဲ့ခင်ပွန်းဖြစ်သူရဲ့မေတ္တာတရားကိုမရရှိတာကြောင့်ရင်ပတ်ထဲမှာတော့မီးဟုံးဟုံးတောက်နေရပါတယ်။ဒီတစ်ခေါက်ကုမ္ပဏီမှာယာရုတိုးနိုင်ခြေရှိတဲ့နှစ်ယောက်ကတော့ Jones နဲ့သူမရဲ့တငယ်ချင်းဖြစ်သူ Natalie တို့ပဲဖြစ်ပါတယ်။မကြခင်ကွာရှင်းရတော့မှာမို့လို့စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေတဲ့ Jones ကို Natalie ကစိတ်အပန်းဖြေဖို့အတွက်လေ့ကျင့်ခန်းလုပ်ရင်းစကားပြောကြဖို့ဖိတ်ခေါ်လာပါတယ်။ Jones ကလည်းလက်ခံသဘောတူခဲ့ပေမဲ့ပြေးနေတဲ့အချိန်လောက်ပဲ Mark ကိုခေါင်းထဲကထုတ်နိုင်တာဖြစ်ပြီးကျန်တဲ့အချိန်မှာတော့ Mark ရဲ့ social media အကောင့်ကိုသွားပြီးခိုးကြည့်နေပါတယ်။ Mark အနေနဲ့ပွဲစီစဉ်သူတယောက်ဖြစ်တာမို့လို့အားပေးကြတဲ့ main clay ပရိသတ်တွေလည်းရှိနေပြီး Jones ကလည်းဒါကိုတဝင်းတိုးနေတာဖြစ်ပါတယ်။အဲဒီနေ့ကသူမကွာရှင်းမှုပြောမိခဲ့တာမှန်လားမှားလားဆိုပြီးဆုံးဖြတ်ရခက်နေတဲ့အချိန်မှာပဲNatalie ကကွာရှင်းရေးဆိုင်ရာရှိနေတယောက်နဲ့တိုင်ပင်ကြည့်ဖို့အကြံပေးလာပါတယ်။ Joshua Wright ဆိုတဲ့ကွာရှင်းရေးရှိနေရဲ့အချက်လက်တွေကို Jones စီကိုပို့ပေးလိုက်ပါတယ်။ Jones ကတော့ဒီလိုမလုပ်ချင်ကြောင်းညင်းပေမဲ့ Natalie ကတော့ကျွမ်းကျင်သူတယောက်နဲ့တိုင်ပင်ကြည့်တင်ကြောင်းထပ်မံတိုက်တွန်းလာပါတယ်။အိမ်ရောက်တဲ့အခါမှာတော့အိမ်မပြောတဲ့ Jones လည်း Mark စီကိုဖုန်းဆက်ပြီးကွာရှင်းရမယ့်ကိစ္စနဲ့ပတ်သက်ပြီးတေချာတိုင်ပင်ကြဖို့ပြောလာပါတယ်။ Mark ကတော့ Jones နဲ့မဝေးချင်ကြောင်းအခုလိုအလုပ်တွေလုပ်နေရတာကလည်း Jones နဲ့အတူတူတစ်သက်လုံးအေးအေးချမ်းချမ်းနေနိုင်မှုအတွက်ဖြစ်ကြောင်းရှင်းပြနေပါတယ်။နှစ်ယောက်သားဖုန်းပြောရင်းပြေလည်ကန်ဒီမှာပဲ Mark ရဲ့အလုပ်ရှင်ကဖုန်းကိုချလိုက်ဖို့လှမ်းပြောတာမို့လို့ Mark လည်း Jones ကိုနှုတ်ဆက်လိုက်ပြီးဖုန်းချသွားခဲ့ပါတယ်။ဘလို့မှရှစ်ဆက်ဖို့မဖြစ်နိုင်တော့မှန်းသဘောပေါက်လိုက်တဲ့ Jones လည်းကွာရှင်းရှိနေ Wright နဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။အင်တာဗျူးရင်းနဲ့ Wright ရဲ့ client တိုင်းကကွာရှင်းမှုဆုံးဖြတ်ပြီးကြရင်ဘယ်တော့မှပြန်ရုပ်သိမ်းမှုအစီအစဉ်မရှိကြောင်းသိလိုက်ရပါတယ်။အမှန်တော့ Jones ကိုယ်တိုင်ကလည်းကွာရှင်းမှုကိစ္စကိုဆုံးဖြတ်ရခက်နေတာကြောင့် Wright ရဲ့အမြင်ကိုလာမေးကြည့်တာပဲဖြစ်ပါတယ်။ Wright ကလည်း Jones တယောက်အင်တာဗျူးဖြေဖို့လာတာမဟုတ်မှန်းအစကတည်းကသဘောပေါက်နေခဲ့ပါတယ်။ခဏကြာမှာပဲ Wright နဲ့တွေ့ဆုံမှုကအချိန်ပြည့်သွားတာမို့လို့တခုခုများတိုင်ပင်ချင်တာရှိရင်သူ့စီအချိန်မရွေးဖုန်းဆက်နိုင်ကြောင်းဂျိုအာကပြောလာပါတယ်။ Jones လည်းအိမ်ကိုပြန်လာခဲ့ပြီး Mark နဲ့ဖုန်းပြောကြည့်ဖို့ကြိုးစားပေမဲ့အဆင်ပြေပါစေဆိုတဲ့စကားကိုပဲအတန် message ထားခဲ့လိုက်ရပါတယ်။စောင်းဝါးရေးလိုက်အစကပြန်စားလိုက်နဲ့အဆင်မပြေနေတဲ့ Jones ကို Natalie ကဘားသွားဖို့ဖိတ်ခေါ်ပြန်ပါတယ်။ဘားမှာတော့ Natalie က Wright ကဆွဲဆောင်မှုရှိတဲ့ယောက်ျားမလားဆိုပြီးမေးခွန်းထုတ်လာပါတယ်။ Jones အနေနဲ့လည်း Wright ရဲ့မျက်ဝန်းပြပြလေးကိုသဘောကျမိနေတာဖြစ်ပြီးဒါကိုရိပ်မိတဲ့ Natalie ကတော့ကွာရှင်းတဲ့ကိစ္စမှာပဲစိတ်ကိုနှစ်ထားဖို့အကြံပေးလာပါတယ်။တိုက်ဆိုင်ဆိုင်ပဲ Wright ကသူတို့အနားကိုရောက်လာခဲ့ပြီး Natalie ကတော့ Jones အကြံဉာဏ်တောင်းနိုင်ဖို့ခဏတာရှောင်ပေးလိုက်ပါတယ်။ Jones က Mark နဲ့ကွာရှင်းရမယ့်ကိစ္စကိုမှန်လားမှားလားမဆုံးဖြတ်နိုင်သေးကြောင်းရင်ဖွင့်လာပါတယ်။ Wright ကတော့ကိုယ့်ဘက်ကအကောင်းဆုံးတိုင်ပင်ကြည့်တာတော့တစ်ဖက်လူကမပြောင်းလဲပေးဘူးဆိုရင်ကွာရှင်းတင်ကြောင်းပြောလာပါတယ်။ Jones လည်းအနှဲငယ်စိတ်မကောင်းဖြစ်သွားပြီးတစ်ဖက်က Natalie ကတော့လူတစ်ယောက်နှောက်ယှက်တာကိုခံနေရပါတယ်။ Wright လည်းချက်ချင်းထသွားလိုက်ပြီးထိုလူနဲ့အပြန်အလှန်စကားများနေကြပါတယ်
နောက်ဆက်တဲ့သူကမကြခင်ကွာရှင်းရတော့မှကြောင့်စိတ်လိုလဲရရှောက်လုံနေမှန်သဘောပေါက်သွားတဲ့ Jones ကကွာရှင်းကန်ဒီအိမ်တော်တဲ့တယောက်ရဲ့ခံစားချက်ကိုနားလည်တာမို့လို့အေးလူလူပဲထွက်သွားဖို့တောင်းဆိုလိုက်ပါတယ်။ထို့လူလည်းဘာမှမပြောတော့ပဲပြန်သွားခဲ့ပြီးနာတာလီကတော့ Jones ကိုကျေးဇူးတင်နေခဲ့ပါတယ်။တောက်ပြီးစားပြီးအပြန်မှာတော့ Jones ကသူမကိုအမှုသည်တယောက်ဖြစ်လက်ခံနိုင်လားဆိုပြီးမေးလာပါတယ်။ Right ကတော့အမှုသည်တယောက်ဖြစ်လဲလက်ခံနိုင်တယ်လို့ချစ်သူရီစာတယောက်ဖြစ်လဲလက်ခံနိုင်ကြောင်းရီစာစကားကိုထပြောလာပါတယ်။ Jones ကတော့အခုချိန်ထိသူ့မမှာအိမ်အောင်ရှိနေသေးတာမို့လို့စကားထိမ့်ဖို့ပြန်ပြောလိုက်ပေမဲ့ Right ကတော့ Jones ရဲ့ရိုးသားပြီးထက်မြက်တဲ့ပုံစံလေးကိုသဘောကျတာဖြစ်ကြောင်းထပ်ပြောရင်းထွက်သွားခဲ့ပါတယ်။တရက်မှာတော့ Jones တယောက်အေးဆေးအလုပ်လုပ်နေတော့သူမဖုန်းထဲကိုပုံတစ်ပုံဝင်လာခဲ့ပါတယ်။အဲ့ဒါကတော့ Mark ကတခြားတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့ပုံဖြစ်တာမို့လို့ Jones တယောက်အကြီးကျယ်ရှော့ရသွားခဲ့ပါတယ်။အလောက်ကနေအိမ်ကိုချက်ချင်းပြန်လာပြီးမတ်စီဖုန်းဆက်ပေမဲ့မအားတာကြောင့်စိတ်တုန်နေတဲ့ Jones လည်းတပ်ပုံကြီးအားလုံးကိုဖျက်ဆီးပလိုက်ပါတယ်။ဘာလို့ဘာကြရမှန်းတော့မသိတော့တဲ့အခြေအနေမို့လို့ Right စီကိုပဲဖုန်းဆက်လိုက်ပါတယ်။သူမကိုဓာတ်ပုံပို့ပေးခဲ့တဲ့လူက Right ပဲဖြစ်ပြီး Right ရဲ့ client တယောက်က Mark တို့ပွဲမှာအလုပ်လုပ်နေတဲ့လူပဲဖြစ်ပါတယ်။အဲ့ဒီလူကနေတဆင့် Mark ရဲ့ဖောက်ပြန်တဲ့အကြောင်းကိုသိခွင့်ရတာဖြစ်ကြောင်း Jones လည်းသဘောပေါက်လိုက်ပါတယ်။ပြီးရနဲ့ Mark ကိုမေးပြလိုက်ဖို့ပြောရင်စိတ်ရှုပ်ထွေးနေတဲ့ Jones ကိုနမ်းမှုတိုးစားလိုက်ပါတယ်။အစာပိုင်းကတော့ Jones လည်းညှင်းဆန်ပေမဲ့ယောက်ျားဆန်လုံးတဲ့ Right ကိုဆက်လက်မညှင်းဆန်နိုင်တော့ပဲအတူနေမိလိုက်ပါတယ်။ Right အနေနဲ့ဘာလို့ရှိနေတယောက်ဖြစ်လာခဲ့လဲလို့ Jones ကမေးလာပါတယ်။ငယ်တုန်းကမိခင်ဖြစ်သူကတဝင်းတိုတဲ့စိတ်နဲ့ဖခင်ဖြစ်သူကိုတတ်ပလိုက်ပါတယ်။အဲ့ဒီရွယ်တုန်းကဘာမှမတတ်နိုင်ခဲ့တဲ့ Right ကတော့တနေ့မှဒီလိုအစင်မပြေတဲ့အိမ်တော်ရေးတွေမရှိစေရဘူးဆိုပြီးကွာရှင်းရှင်းနေလောက်ခဲ့တာပဲဖြစ်ပါတယ်။အိမ်တော်ရေးတစ်ခုမှာအမှုထစ်တွေများလာတာနဲ့အမျှလူတွေကမလုံတဲ့တာတွေလုံမိတတ်ကြောင်းလဲ Right ကရှင်းပြလိုက်ပါတယ်။နောက်တစ်နေ့မနက်မှာတော့မတ်စီကဖုန်းဆက်လာခဲ့ပါတယ်။ Mark ကသူ့ဖုန်းကိုတယောက်ကခိုးသွားပေမဲ့အခုတော့ပြန်ရပြီဖြစ်ကြောင်းလှမ်းပြောပါတယ်။သူကောင်မလေးတယောက်နဲ့နန်းတဲ့ကိစ္စကလည်းကောင်မလေးကလာနန်းတာဖြစ်ကြောင်းလှမ်းရှင်းပြလိုက်ပါတယ်။ Jones ကတော့လက်မခံပဲညှင်းဆန်နေပြီး Mark ကတော့သူအခုပြန်လာနေပြီဖြစ်ကြောင်းတနေရာမှာစုံကြဖို့ပြောရင်းဖုန်းချသွားပါတယ်။ Jones လည်း Mark နဲ့တစ်ခေါက်တော့တွေ့ကြည့်ဖို့စဉ်းစားခဲ့ပြီး Right ရဲ့ရေချိုးကန်ထဲမှာသွားတိုက်နေခဲ့ပါတယ်။သွားလိုက်ဆေးဘူးထဲတဲ့ဘုံထဲမှာတော့အမည်မသိဆေးရည်တွေကိုတွေ့လိုက်ရပြီးအဲ့ဒီချိန်မှာပဲ Right ကပြန်ရောက်လာတာမို့လို့မသိကြအောင်ပဲဆောင်လိုက်ရပါတယ်။ Right ပေးတဲ့ coffee ကိုလည်းမတောက်တော့ပဲသွန်ပလိုက်ပါတယ်။ချိန်ထားတဲ့နေရာကိုရောက်တဲ့အချိန်မှာတော့ Mark ကကောင်မလေးကလာနမ်းပေမဲ့သူရှောင်ထွက်သွားတာမို့လို့ Jones အပေါ်မဖောက်ပြန်ခဲ့ကြောင်းရှင်းပြပါတယ်။သူ့အနေနဲ့အလုပ်ကိုဦးစားပေးလုံးတာမှန်ပေမဲ့ဒီလိုလုံးမဲ့လူစားတော့မဟုတ်မှန်း Jones သဘောပေါက်ထားပါတယ်။အဲ့ဒီချိန်မှာပဲ Right ရောက်လာပြီးသူကကွာရှင်းရှိနေပါဆိုပြီး Mark တို့ကြားစကားနာဝင်ထိုးလိုက်ပါတယ်။အဲ့ဒါကြောင့် Mark လည်းစိတ်တူသွားတဲ့အပြင် Right က Jones ကိုထိကဘာကြီးကဘာလာလုံနေတာမို့လို့စကားများဖို့အကြောင်းဖန်လာပါတယ်။အခြေအနေကိုရိတ်စားမိတဲ့ Jones လည်း Mark ကိုအိမ်လဲပြန်မလာနဲ့ Right ကိုလည်းထွက်သွားဖို့ပြောရင်းသူမကိုယ်တိုင်မှထွက်သွားခဲ့ပါတယ်။ရက်ပိုင်းလောက်ပျောက်သွားတဲ့ Jones စီကို Right ကနှင်းစီပန်းနေလာပေးပါတယ်။ Mark နဲ့ကွာရှင်းမှုလည်းသူအများဆုံးကူညီပေးမှာဖြစ်ကြောင်းပြောလာပါတယ်။ Jones ကတော့တယောက်တည်းနေခြင်းကြောင့်ပြောလိုက်ပြီးမောင်းထုတ်လိုက်တာမို့လို့ Right လည်းထွက်သွားခဲ့ပါတယ်။နာတာလီကလည်း Jones နဲ့ Right တို့မှားမိခဲ့ကြောင်းကိုသိလိုက်ရပြီးဆရာဖြစ်သူ Brian ကလည်းအစင်မပြေတာရှိရင်လာပြောလို့ရကြောင်းပြောလာပါတယ်။ Brian အနေနဲ့ Right ရဲ့ပုံစံကိုသိသဘောမကျသလိုပဲဖြစ်နေပါတယ်။စိတ်ပင်ပန်းမှုတွေကြားမှာ Jones တယောက်ခဏတာအိပ်ပျော်နေတဲ့အချိန်မှာပဲ Right ကသူမအခန်းထဲကိုဝင်လာပြီး CCTV ကင်မရာတစ်ခုတက်သွားပါတယ်။နောက်တစ်နေ့မှာတော့အိမ်ထဲကိုဝင်လာတဲ့တရားရတဲ့ခြေတံကိုကြားလိုက်ရတဲ့ Jones လည်းလန့်ဖြန့်သွားပြီးနီးစပ်ရာတုံးနဲ့ကောက်ရိုက်မဲ့အကြံမှာပဲ Mark ဖြစ်နေပါတယ်။လိုအပ်တဲ့ပစ္စည်းလေးတွေလာယူတာဖြစ်ပြီးအိမ်တော်ရေးကိုအဆုံးမသတ်ချင်ကြောင်းရှင်းပြနေပါတယ်။ Jones ကတော့ထွက်သွားဖို့ပြောနေပေမဲ့သူဟာအိမ်တော်ရေးမှာအချိန်ပေးခဲ့တာနည်းပေမဲ့ Jones ကိုတော့မနာကျင်စေလိုကြောင်းပြောပြီး Mark လည်းထွက်သွားခဲ့ပါတယ်။ဒါတွေအားလုံးကိုတော့ Right က CCTV ကနေတဆင့်စောင့်ကြည့်နေခဲ့ပါတယ်။အပြင်သွားမှ Mark စီကို Right ကလာတွေ့ခဲ့ပါတယ်။ Mark အနေနဲ့ Jones ကိုကွာရှင်းပေးရမှာဖြစ်ပြီးတကယ်လို့မကွာရှင်းပေးရင် Mark ကိုနမ်းခဲ့တဲ့ Johnson ကို Right ကလိမ်မိုင်းဆိုင်ရာပြစ်မှုတင်ခိုင်းမှာပဲဖြစ်ပါတယ်။ Johnson ကစတင်နမ်းခဲ့ပေမဲ့ပုံထဲမှာတော့နှစ်ဦးသဘောတူနမ်းနေကြသလိုဖြစ်တာကြောင့် Mark ကညင်းမရဖြစ်နေပါတယ်။ Mark လိုလူက Johnson မထိုက်တန်ကြောင်းပြောရင်ရန်စလာပေမဲ့ Mark ကတော့ဒေါသကိုမျိုးသိပ်ပြီးပဲထွက်သွားလိုက်ပါတယ်။ Mark လည်းသူချိန်ချောက်ခံရတဲ့ကိစ္စကို Jones စီမှာပြောပြလိုက်ပြီး Jones ကလည်းဒါကိုမယုံနိုင်ဖြစ်နေပါတယ်။ Jones ကလည်း Right နဲ့အိမ်မိကြောင်းဝန်ခံလိုက်ပြီး Mark ကတော့ဒီကိစ္စကိုနားလည်ပြီးခဲ့ပါတယ်။လက်တလောအနေနဲ့ Right ကိုထိန်းချုပ်ဖို့အတွက်လုပ်ရမှာဖြစ်ကြောင်း Jones ကပြောလာပါတယ်။ Mark ကတော့ Right ကအန္တရာယ်များတာမို့လို့ဝေးရှောင်ဖို့ပြောပေမဲ့ Jones ကတော့ Right ရဲ့ပြစ်မှုထင်ရှားစေမဲ့တက်သေးရအောင်အတန်သွင်းဖို့ဆုံးဖြတ်ထားပါတယ်။
Jones တယောက် Wright ရဲ့ရုံးခန်းထဲကိုအတွင်းရေးမှူးမလေးတားနေတဲ့ကြားကဇွတ်အတင်းဝင်သွားပြီးစကားပြောဖို့လုပ်ပါတယ်။သူမအနေနဲ့ Mark ကိုအမြန်ဆုံးခွာရှင်းခြင်းကြောင့်ပြောလာပေမဲ့ Mr. Wright ကတော့သူမကူညီနိုင်ကြောင်းပြန်ပြောလာပြီးရဲကိုပဲတိုင်ခိုင်းနေပါတယ်။ Jones လည်းဘာသက်သေမှမရတာမို့လို့ Wright ကိုနောက်ထပ်မတွေ့ကြကြောင်းပြောပြီးအိမ်ပြန်သွားလိုက်ပါတယ်။ Johnson ကတရားစွဲထားတဲ့ကိစ္စကိုနာတာလီကပါသတင်းရရှိသွားပြီး Wright ရဲ့အကျင့်တွေအားလုံးကိုသဘောပေါက်သွားကြပါတယ်။ဒီကိစ္စကိုနာတာလီကတစ်ဖက်တစ်လမ်းမှာကူညီပေးမယ်ဖြစ်ကြောင်းပြောလာပြီးဖုန်းချသွားပါတယ်။ Jones ကတော့ Wright ရဲ့ရည်ရွယ်ချက်ကိုနားမလည်နိုင်တာဖြစ်ပြီး Mark ကတော့ Wright ရဲ့အကြံကိုသိနေပါတယ်။ Wright အနေနဲ့ Jones ကိုထိန်းချုပ်ထားချင်တာဖြစ်ပြီး Jones ကိုထိန်းချုပ်လို့မရမချင်းနှောက်ယှက်နေအောင်မှာဖြစ်ကြောင်း Mark ကရှင်းပြပါတယ်။ဒီလိုတွေသဘောပေါက်နေရတဲ့အကြောင်းကလည်း Mark တို့ပွဲစီစဉ်ရတဲ့အချိန်မှာပရိသတ်တွေကိုဒီလိုပဲဆွဲဆောင်ရတာဖြစ်ပါတယ်။ Mark ကတော့သူ့နားကပ်လာတဲ့မိမတိုင်းကိုရှောင်ပြီးအချိန်တိုင်းနေ့ရက်တိုင်းမှာ Jones ကိုပဲရွေးချယ်ခဲ့ပါတယ်။ Jones ကလည်း Mark လိုလူမျိုးပိုင်ဆိုင်ထားလို့သူမကန်ကောင်းကြောင်ပြောလာကကွာရှင်းမဲ့ကိစ္စကိုဖျက်သိမ်းလိုက်ကြပါတယ်။ဘာမှတယောက်တည်းတောက်နေတဲ့နာတာလီအနားကို Mr. Wright ရောက်ရှိလာပါတယ်။နာတာလီကိုကြည့်ပြီးတနာမိကြောင်းဘာလို့ဆို Wright ကသူ့ရဲ့ပြဿနာတွေကိုနာတာလီစီမှာအပူတွေလာပေးနေတာဖြစ်တဲ့အပြင် Jones အနေနဲ့နာတာလီထက်ပိုတော်တဲ့စာရေးဆရာဖြစ်ချင်လို့တတ်နှောက်ယှက်နေတာဆိုပြီး Wright ကသွေးလာခွဲပါတယ်။အပြောကောင်းတဲ့ Wright ကြောင့်နာတာလီလည်း Jones အပေါ်တန်တရားစိတ်တွေဝင်သွားပြီး Jones စီကိုဖုန်းလန်းဆက်ခဲ့ပါတယ်။ဒါပေမဲ့လည်း Jones ကအတန်မက်ဆေ့ချန်ထားခဲ့ဖို့ပြောနေတာမို့လို့သူမဟာ Jones အတွက်အရေးမပါဘူးဆိုပြီးထင်လွဲသွားခဲ့ပါတယ်။အတန်မက်ဆေ့ပို့ပြီးဖုန်းချလိုက်တဲ့အချိန်မှာပဲနာတာလီရဲ့အနောက်ကနေလူတစ်ယောက်ကပါဇက်ပိတ်ပြီးတပ်ပလိုက်ပါတယ်။နောက်တစ်ရက်မှာတော့နာတာလီရုံးမလာတာကို Jones တယောက်သတိထားမိသွားတဲ့အပြင် Wright ဒီမှာရောက်နေတာကိုလည်းမြင်လိုက်ရပါတယ်။ Brian က Jones ဟာ Wright ကိုအသုံးချပြီးဖောက်တယ်ရဲ့အတွင်းရေးကိုစောင်းမရေးနေကြောင်းသိထားတယ်လို့ပြောလာပါတယ်။အဲ့ကိစ္စကြောင့်ကုမ္ပဏီကိုတရားစွဲမှာဖြစ်ပြီးတရားမစွဲစေချင် Jones ကိုအလုပ်ထုတ်ပစ်ဖို့ Mr. Wright ကပြောထားပါတယ်။ Jones လည်း Wright ရဲ့အကြောင်းစုံကိုရှင်းပြလိုက်ရပြီးအားလုံးကိုသိသွားတဲ့ Brian လည်း Jones ကိုယုံကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့ခဏတာလောက်ကုမ္ပဏီကနေနားယူထားဖို့အကြံပေးသွားပါတယ်။ Mark ကတော့အိမ်မှာရှိနေပြီးသူ့စီကို Wright တယောက်တနက်နဲ့ရောက်ရှိလာပါတယ်။တစ်ဖက်က Jones ကတော့ Wright နဲ့တွေ့ဖို့ရုံးကိုသွားပေမဲ့အတွင်းရေးမှူးမက Wright မရှိကြောင်းအသိပေးပါတယ်။ Jones ကလည်း Wright အကြောင်းကိုအတွင်းရေးမှူးမလေးကအသိဆုံးဖြစ်မှာမို့လို့သူတို့ကြားရောက်နေတဲ့အန္တရာယ်ကနေကင်းလွတ်နိုင်ဖို့ကူညီပေးပါဆိုပြီးတောင်းဆိုလာပါတယ်။အတွင်းရေးမှူးမလေးကလည်းအခုလို Wright ရဲ့ပြစ်မှတ်ဖြစ်လာတာက Jones တယောက်တည်းမဟုတ်ပဲကျန်တဲ့ main ကလေးတွေလည်းအများကြီးရှိကြောင်းသတင်းပေးလိုက်ပါတယ်။ Jones အိမ်ပြန်ရောက်လာတဲ့အခါမှာတော့ရေချိုးကန်ထဲမှာတိတ်ဆုံးနေတဲ့နာတာလီရဲ့အလောင်းကိုမြင်လိုက်ရတာကြောင့်လန့်သွားပါတယ်။အဲဒီချိန်မှာပဲ Wright ကသူမနောက်ကနေအိတ်ဆေးတစ်မျိုးထိုးပြီးခဏတာအိတ်ဆက်ခိုင်းလိုက်ပါတယ်။သူမနိုးလာတော့ကျိုးတွေနဲ့တုပ်ထားတဲ့အပြင် Mark ကလည်းသတိမိတ်မျောနေခဲ့ပါတယ်။ Wright ကအကုန်လုံးကိုတတ်မှာဖြစ်ပြီးပြစ်မှုကနေသူလွတ်မြောက်နိုင်မဲ့နီလန်ကတော့ Mark နဲ့နာတာလီတို့ဖောက်ပြန်နေတာကို Jones ကမြင်သွားပြီးနှစ်ယောက်စလုံးကိုတတ်ပစ်တဲ့အပြင်သူ့ကိုယ်သူပါတတ်သေးသွားတယ်ဆိုတဲ့နီလန်ပဲဖြစ်ပါတယ်။တကယ်တော့ Wright ကမိခင်ဖြစ်သူရဲ့ဖောက်ပြန်သူတိုင်းဟာတည်ရမယ်ဆိုတဲ့စိတ်ကိုဆွဲလန်းသွားတာမို့လို့အခုလိုကွင်းဆက်လူတတ်သမားကြီးလုပ်နေတာပဲဖြစ်ပါတယ်။သူတို့စကားပြောနေတဲ့အချိန်မှာပဲအိမ်အပြင်ကနေ Brian ရောက်လာခဲ့ပါတယ်။ Brian က Jones ကိုလာတွေ့ရဖြစ်ပြီး Wright ကသူခေါ်ပေးမယ်ဆိုကတနက်နဲ့ပစ်လိုက်ပါတယ်။ Jones ကလည်းကြိုးတုပ်ထားတဲ့ကြားကနေရအောင်ယုံထွက်ပြီးတနက်တန်ကြောင် Mark ကပါနိုးလာခဲ့ပါတယ်။ဒါပေမဲ့လည်း Wright ပြန်ရောက်လာတဲ့အချိန်မှာတော့နှစ်ယောက်စလုံးငကိုတိုင်းဟန်ဆောင်ထားပြီး Wright အလစ်မှာပဲ Mark ကဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်။ Jones ကလည်းနေရာကနေထွက်ပြေးသွားပြီးတနက်နဲ့အပြစ်ခံရတဲ့ Brian ကိုအစဉ်ပြေလားမေးနေပါတယ်။တစ်ဖက်က Mark ကတော့ psycho လူသက်သမား Wright ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်။ Jones လည်းထွက်ပြေးဖို့ကြိုးစားပေမဲ့ Wright ကမိသွားတာမို့လို့လက်ဘေးညစ်ပြီးအသက်ခံရတော့မဲ့အချိန်မှာပဲနောက်ကနေ Mark ကတနက်နဲ့ချိန်ထားလိုက်ပါတယ်။ Mark ကတော့ Wright ကိုပြစ်တက်ချင်နေပြီဖြစ်ပြီး Jones ကတော့ဒီလိုလုပ်လိုက်ရင်အခြေအနေတွေရ Mark ကလူသက်သမားဖြစ်သွားမှာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲရဲတွေရောက်လာခဲ့ပြီး Wright ကတော့ရဲတွေသာမလာရင်သူ့သေးမှာဖြစ်ကြောင်း drama ဝင်ခင်းပါတယ်။ရဲတွေလည်းအစကတော့လက်နက်ကင်ထားတဲ့ Mark ကိုထင်လွဲသွားပေမဲ့ Wright ရဲ့အတွင်းရေးမှူးမလေးရောက်လာပြီး Wright ဟာလူသက်သမားဖြစ်ကြောင်းမျက်မြင်သက်သေဝင်လုပ်ပေးလိုက်ပါတယ်။စိတ်တူသွားတဲ့ Wright လည်းအတွင်းရေးမှူးမလေးကိုတနက်နဲ့ပြစ်မဲ့အချိန်မှာပဲ Mark ကဝင်ကာပေးလိုက်ပါတယ်။ရဲတွေလည်း Wright ကိုပြစ်ခတ်ထိန်းသိမ်းလိုက်ရပြီး Joker မဟုတ်တဲ့ Joe ရဲ့ဇလန်းကတော့ပွဲချင်းပြီးတည်ဆုံသွားပြီပဲဖြစ်ပါတယ်။အခုချိန်မှာတော့ Jones ကယာရုတိုးသွားပြီဖြစ်ပြီးသူမကြုံတွေ့ခဲ့ရသမျှကိုစောင်းမတစ်ပုတ်အနေနဲ့ရေးသားထားခဲ့ပါတယ်။အတွင်းရေးမှူးမလေးကိုလည်းသူမအနားမှာပဲခေါ်ထားလိုက်ပြီး Brian ကတော့တနက်တန်ရာကြောင့်အောက်ပိုင်းတည်သွားခဲ့ပါတယ်။ Mark ကလည်းလက်အနှဲငယ်ပဲထိခိုက်သွားပြီး Jones နဲ့အတူပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကိုပိုင်ဆိုင်သွားကြရင်းနဲ့ပဲဇလန်းလေးကအဆုံးသတ်သွားခဲ့ပါတယ်။ဒီဇာတ်ကားလေးကိုကြည့်ပြီးလူငယ်တစ်ယောက်ရဲ့အနာဂတ်ဟာမိဘတွေရဲ့အိမ်တော်ကြီးနဲ့ဓာတ်ရိုက်ပတ်သက်မှုရှိကြောင်းမိမောင်းထိုးပြသွားခဲ့ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ကြောင်းပြောရင်းနဲ့နောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုကြည့်ဖို့ဆက်လက်အားပေးကြပါဦး။